လိုင်းပေါ်မှာရှိတဲ့တကယ်ကြအားလုံးမင်္ဂလာပါနော်ကျွန်တော်၄ချိန်အတွက်ဘရိတ်နှစ်လိုင်းလေးကိုကျွန်တော်တင်ပေးလိုက်ပါမယ်နော်ဒီတစ်ပတ်မှာကျွန်တော်အကြိုက်ဆုံးဘရိတ်တွေကတော့ဘရိတ်ကိုဘရိတ်3ညအကြိုက်ဆုံးကဏ္ဍနေပါနော်ဒါပေမဲ့ဘရိတ်နှစ်ကျွန်တော်ဘရိတ်6အရန်လိုင်းလေးတွေကိုတင်ပေးလိုက်ပါပြီနော်ကျွန်တော်ဘရိတ်လိုင်းလေးကိုပုံရင်ပြပေးပါမယ်ဒီမှာကျွန်တော်တို့ဘရိတ်9သူ့ရဲ့တပင်းကျော်ဘရိတ်6ဘရိတ်9ရဲ့ဘရိတ်6ရဲ့ကျွန်တော်သူ့တပင်းကျော်သွားလိုက်တော့ဒီမှာဘရိတ်4 964ဆိုတော့9လို့ဖြစ်တာပါနော်တပင်းကျော်စနစ်ပါနော်ဘရိတ်9ရဲ့ဘရိတ်6ရဲ့ဘရိတ်4ရဲ့964က9လို့ဖြစ်တာပါနော်အဲ့ဒါအောက်ဆင်းလိုက်တော့ဒီမှာဘရိတ်8သူ့တပင်းကျော်မှာဒီမှာဘရိတ်9 8ရဲ့9ရဲ့သူ့တပင်းကျော်ကဘရိတ်2နဲ့ပေါင်းလိုက်ရင်လေ8 5 2ဆိုတော့လေ9လို့ပဲဖြစ်တာပါအဲ့ဒီအောက်ဆင်းလိုက်တော့ပရိတ်3ညသူ့တပင်ကျော်လိုက်တော့ဒီမှာပရိတ်9သူ့တပင်ကျော်တော့ဒီမှာပရိတ်3ည3ည9 3ညဆိုတော့လေ9လို့ပဲဖြစ်တာပါဗျအဲ့လို9လို့ဖြစ်သွားတော့ကျွန်တော်တို့လည်းမှာ9လို့ဖြစ်ဖို့ကပရိတ်4ပရိတ်9ပရိတ်2လို့ဝင်မှာ9လို့ဖြစ်မှာပရိတ်2အဲ့ဒီပရိတ်2ကိုကျွန်တော်ထိတ်စီရှိနောက်ပေါင်း sorryထိတ်စီ8နောက်ပိတ်6နောက်ပေါင်း9 8 5 6ဆိုတော့9လို့ဖြစ်တာပါဗျထိတ်စီ8နောက်ပိတ်9နောက်လုံးပေါင်း9 8 5 5ဆိုတော့8လို့ဖြစ်တာပါ9ပြီးတော့8လို့စီနီယံသွားတာနော်ဒီထိတ်စီ9နောက်ပိတ်4နောက်လုံးပေါင်း8 984ဆိုတော့ခွန်လို့ဖြစ်တာပါဗျ68ခွန်လို့စီနီယံသွားတာပါနော်68ခွန်ကျွန်တော်တို့လည်းမှာ68ခွန်6လို့သွား68ခွန်6လို့သွားမယ်9ထိပ်3နောက်ပိတ်9ရဲ့3ရဲ့12 2ရဲ့နောက်ပေါင်း4မှာကျွန်တော်6လို့ဖြစ်ပါနောက်ပေါင်း4နဲ့ကျွန်တော်တို့ကဘရိတ်2နော်နောက်ပေါင်း4နဲ့ဘရိတ်2အဲ့ဒီနောက်ပေါင်း4နဲ့ဘရိတ်2ကိုကျွန်တော်အကြိုက်ဆုံးကဏ္ဍဒီ3ကွက်ဒါကိုအကြိုက်ဆုံးပါနော်ဒီကဏ္ဍ2ကွက်ကိုတော့အကြိုက်ဆုံးပါဗျနော်ဒီကဏ္ဍ2ကွက်ကိုတော့အကြိုက်ဆုံးပါ831ရယ်840ရယ်834ရယ်နော်ဒီ2ကွက်ကျွန်တော်ဒီ line လေးတွေထုတ်ထားပါနော်ဘရိတ်2ကိုဘရိတ်2 line လေးဒီ3ကွက်ထုတ်ထားပါနော်831 840 834ရယ်ဒါလေးကိုကျွန်တော်ပထမဖိုင်အနေနဲ့တင်ပေးလိုက်ပါနော်9ဖြစ်ချင်းနဲ့ဘရိတ်9ရဲ့ဘရိတ်6ရဲ့ဘရိတ်4ရဲ့9လို့ဖြစ်တယ်ဘရိတ်8ဘရိတ်9ဘရိတ်2ကလည်း9ပါပဲဘရိတ်3ညဘရိတ်9ဘရိတ်3ညကလည်း9ပါပဲဒီမှာ9ဖြစ်ဖို့ဘရိတ်4ရဲ့ဘရိတ်9ရဲ့ဘရိတ်2ရဲ့ဝင်မှာ9မှာဘရိတ်2ကျွန်တော်အကြိုက်ဆုံး3ခွက်ပါနော်ဒါလေးကတော့ဘရိတ်6 line လေးပါဗျဘရိတ်6 line လေးပါကျွန်တော်ဘရိတ် line လေးကိုပြပြီပေါ့နော်ဒီမှာဘရိတ်6ရယ်ဘရိတ်3ရယ်ဘရိတ်1ရယ်631ဆိုတော့3ညလို့ဖြစ်တာအဲ့ကလေးကျွန်တော်တို့6ကြိမ်တက်လိုက်တော့ဘရိတ်2ရယ်ဘရိတ်2ရယ်ဘရိတ်6ရယ်လည်း3ညလို့ဖြစ်တာအဲ့ကလေး6ကြိမ်သွားလိုက်တော့ကျွန်တော်တို့ဒီမှာဘရိတ်9ရယ်ဘရိတ်3ရယ်ဘရိတ်8ရယ်လည်း3ညလို့ဖြစ်တာအဲ့ကလေးဒီသွားလိုက်တော့ဘရိတ်9ရယ်ဘရိတ်9ရယ်
ပရိတ်6ရဲ့ဝင်မှာ3ရမှာပရိတ်6လိုက်မှာနော်ဒါလေးကိုတော့နောက်နေ့ကျတင်ပေးပါမယ်နော်ဗီဒီယိုဖိုင်ရရှည်ရင်တင်မရဘူးကြားတယ်ဒါလေးကတော့ကျွန်တော်နောက်ဆုံးပိတ်တင်မယ်ဖိုင်လေးပါနော်အနိကလိုင်းလေးဒီလိုင်းလေးကကျွန်တော်ပရိတ်6လိုင်းမှာကြားလုံးဒီတစ်ပတ်4ချိန်တန်ကောင်းကြပါလိမ့်ဗျာ